Foundation ရဲ့ပညာရှင်2ယောက်ဟာထိန်းသိမ်းထားတဲ့အခမ်းအနားကိုဖွင့်လိုက်ကြပြီးချက်ချင်းမဝင်သေးပဲသူတို့ရဲ့ဘဝမှာတရတဲ့တကူမမြင်ဘူးတဲ့အရာတစ်ခုကိုတန်တော်ငေးကြည့်နေကြပါတယ်အခန်းထဲမှာတော့မြင်လိုက်ရတာဘာရဲလို့တိတိကျကျပြောရခက်တဲ့အရာမှအတုံးခဲကြီးတစ်ခုထောက်မှတ်ပြီးရှိနေတာပါဒီအလုံးကြီးကိုတခါမှမမြင်ဘူးတဲ့သူတယောက်ကိုမြင်သာအောင်အလွယ်ဆုံးပြောရမယ်ဆိုရင်တော့အဲ့ဒီအတုံးကြီးဟာအသားတုံးကြီးတစ်ခုလို့ပြောလို့ရနိုင်ပါတယ်သူတည်တည်2ယောက်ဟာလည်းမယုံနိုင်စွာပဲတယောက်ကိုတယောက်စိုက်ကြည့်ရင်ဒီအရာကြီးကဘာကြီးလဲဆိုပြီးသူတို့တည်ထားတဲ့ပညာနဲ့အပြည့်အလွှာသုံးသပ်နေကြပါတယ်အဲဒီနောက်မှာတော့သူတို့2ယောက်စလုံးအခန်းထဲကိုဝင်လာကြပြီးဒီအရာမှာအတုံးကြီးကိုလှည့်ပက်ကြည့်ရင်ဘာလဲဆိုတာအဖြေရှာနေကြပါတယ်သူတည်တည်2ယောက်ထဲကတယောက်ကတော့ဒီအတိုင်းကြည့်တာထက်လက်နဲ့စမ်းသက်ကြည့်မယ်ဆိုပြီးအသားတုံးကိုလက်နဲ့ကင်ဆန်းကြည့်လိုက်ပါတယ်သူကိုင်းဆန်းလိုက်တော့အထီးတွေကနှွေးနေတာကိုတွေ့ရပါတယ်။ကိုင်းဆန်းပြီးဒီအထီးတွေကိုခန်းစားသုံးသပ်နေတော့မှပဲအထက်ကတစ်ခုလှုပ်ရှားသွားသလိုခန်းစားရတာကြောင့်အထက်ကလှုပ်ရှားသွားတာကိုစူးစမ်းကျင်တာနဲ့ဒီအသားတုံးကိုနားနဲ့ကပ်ပြီးနားထောင်ကြည့်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအထက်ကနေဘာအတန်းမှထပ်မကြားခင်မှာပဲသူ့ရဲ့ပါတစ်ဖက်လုံးကိုအသားတုံးကဆုပ်ယူသလိုခန်းစားရတာကြောင့်အလန်တကြားနောက်ကိုဆုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့အဖော်ကသူ့ဘက်ကိုလာဖို့ခေါ်တာကြောင့်တစ်ဖက်ကိုလိုက်သွားခဲ့ပါတယ်။ကြည့်ရတာကတော့သူတစ်ခုခုကိုတွေ့သွားပုံပါအဲ့ဒီအတုံးကြီးရဲ့တစ်ဖက်တစ်ချက်စီမှာလည်းလက်နဲ့လှည့်ဖွင့်လို့ရတဲ့တန်တကာဝိုင်းတစ်ချက်ကိုတွေးလိုက်ရပါတယ်။အဲ့ဒီတကာကိုကြည့်နေသူတည်တည်2ယောက်နဝေးတိမ်တောင်ဖြစ်သွားခဲ့ကြရပါတယ်။ဟုတ်ပါတယ်။ဘာလို့လဲဆိုတော့ဒီလောက်ထိကြီးမားတဲ့အသားတုံးမျိုးရှိနေတာဟာအံ့ဩစရာကောင်းနေပြီမဟုတ်လားဗျာ။အခုတစ်ခါတော့အသားတုံးထဲမှာတကားတွေပါရှိနေပြန်တော့လေအုံနောက်ကဘလို့မှလိုက်မမီတော့ဘူးလေ။အဲ့ဒီအချိန်မှာပဲသူတည်တည်တယောက်ကတကားကိုလှည့်ဖွင့်လိုက်ပြီးအထဲကိုတစ်ချက်ချောင်းကြည့်လိုက်ပါတယ်။အထဲမှာတော့အနေထားကတရရောက်ရှိနေတဲ့အခန်းပုံစံမျိုးဖွဲ့စည်းထားတာပါ။အံ့ဩစရာကတော့ကုန်းကိုမကုန်းနိုင်ဘူးလို့တွေးလိုက်ပါတယ်။အဲ့ဒီမှာပဲသူတည်တည်2ယောက်ဟာသူတို့အခြေအနေကိုအပေါ်ကနေအကဲခတ်ကြည့်နေတဲ့ခေါင်းဆောင်2ယောက်ကိုမော့ကြည့်လိုက်ပါတယ်။ခေါင်းဆောင်ကတော့သူတို့ကိုဆက်လုပ်ကြဆိုတဲ့ခွင့်ပြုတဲ့အတိတ်ပဲနဲ့ခေါင်းညှိပြလိုက်ပါတယ်။ SCP Foundation မှာအလုပ်လုပ်လာတဲ့တသန်းတစ်လျှောက်မှာတော့အံ့ဩစရာတွေထိတ်လန့်စရာတွေအမျိုးမျိုးကြုံခဲ့ပြီးမြဲဒီလိုမျိုးအသားတုံးကြီးတဲ့ဝင်းကြီးဘို့ကတော့ဒါဟာပထမဦးဆုံးအကြိမ်မှာသူ့ရဲ့အဖော်ကလည်းသူဝင်သားအောင်တကားကိုဆွဲဖွင့်ပေးလိုက်တာကြောင့်ဘာမှတွေးပူမနေတော့ပဲစိတ်ကိုအငြိမ်ဆုံးထားပြီးအခန်းထဲကိုတလှမ်းချင်းဝင်သွားလိုက်ပါတယ်။ဒီအသားတုံးကြီးရဲ့အထက်ကလေလူကတော့အတော်လေးပူနွေးနေပြီးဆွဆွနေပုံချွေးထုတ်ခန်းတစ်ခုနဲ့တူပါတယ်။သူတည်တည်ဟာလည်းအခန်းထဲကိုရှောက်ဝင်လိုက်အခန်းထဲကဘလို့လှုပ်ရှားမှုကိုမှအလုံးမပေးပဲမျက်လုံးနဲ့လိုက်ပြီးကြည့်နေပါတယ်။နောက်ပြီးဒီအခန်းထဲကစပွဲပေါ်မှာလည်းသေးငယ်တဲ့မီးအိမ်လေးတစ်ခုကနေအလေးရောင်မှိန်မှိန်လေးကိုထွက်နေပြီးကူရှင်ထိုင်ကုန်ကိုလည်းတွေ့ရပါတယ်။အခန်းတောင်မှာတော့ဂရင်တစ်လုံးကိုတွေ့ရပြီးအခန်းရဲ့အနေအထားကိုပိုပြီးသိရအောင်အပြင်မှာစောင့်နေတဲ့သူ့ရဲ့အဖော်ကိုတကားပိတ်ဖို့အတွက်အချက်ပေးလိုက်တာကြောင့်အဖော်ကလည်းတကားကိုပိတ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မဲ့တကားရဲ့လက်ကင်ဟာလဲထွက်သွားပြီးသူ့ဘာသာသူလောကျသွားတာကြောင့်အပြင်မှာစောင့်နေတဲ့တယောက်ကလည်းစိတ်တွေထူပူသွားပြီးတကားကိုချက်ချင်းပြေးဖွင့်မိမဲ့ဖွင့်လို့မရတော့ပါဘူး။အပြင်ကနေပဲအထက်ကလူကိုအစင်ပြေရလားလို့အော်မေးလိုက်ပြန်တော့လေအထက်ကနေအလန်တကြားအော်တန်ကိုကြားရတာကြောင့်တကားကိုနောက်တစ်ခါလှည့်ဖွင့်ဖို့ကြိုးစားပြီးမှလည်းတကားဟာတွတ်တောင်မလှုပ်ပါဘူး။ဒါကြောင့်အထက်ကနေအော်နေတဲ့အတန်ကြောင့်လည်းအသားတုံးကြီးတစ်ခုလုံးတုံခါသွားသလားလို့တောင်ထင်ရပါတယ်။အပြင်ကသူ့တည်တည်ဟာတော့အထက်ကလူအတွက်စိတ်ပူပြီးတကားကိုပဲဖွင့်ဖို့အတွက်ဆက်လက်ကြိုးစားနေပါတယ်။ဒီလိုနဲ့မိနစ်အနေငယ်ကြာမှာတော့သူဖွင့်ထားတဲ့တကားဟာသူ့ဘာသာသူလှည့်ထွက်သွားတာကြောင့်သူလည်းအောက်ကိုလွင့်ထွက်သွားပါတယ်။လက်ကင်ဟာလဲပြီးမှတော့တကားဟာခုနကပုံစံအတိုင်းခက်ဟာလေးပွင့်နေတဲ့အနေထားနဲ့ရက်သွားပါတော့တယ်။ဒါကြောင့်သူတည်တည်ဟာလည်းအထဲကိုဝင်သွားတဲ့သူ့ရဲ့အဖော်ဘာဖြစ်သွားသလဲဆိုတာကိုသိရဖို့အတွက်အခန်းထဲကိုလှမ်းကြည့်လိုက်ပါတယ်။ဟယ်လိုမင်းအဆင်ပြေရဲ့လားတဲရောက်ရှိသလားလို့អော်ပြီးအတန်ပေးလိုက်ပြီးမှလည်းဘာတုံ့ပြန်တမ်းမှမထွက်ပေါ်လာပါဘူး။ဒီလိုနဲ့သူကြီးနေတော့မှပဲအထဲကနေလေပြင်းတစ်ချက်တိုက်ခတ်ပြီးသူ့ရဲ့သပင်တွေပါနောက်ကိုလန်သွားခဲ့ပါတယ်။လေငိန်သွားတော့မှအခန်းထဲကိုတစ်ချက်ထပ်ကြည့်လိုက်တဲ့အခါမှာတော့အခန်းထဲမှာသူ့ရဲ့အဖော်ကိုမတွေ့ရတော့ပါဘူး။အခန်းရဲ့အနေထားကတော့စောနာကတွေ့ရတဲ့အတိုင်းပုံပြတ်သွားတာမျိုးလည်းမရှိပါဘူး။ဒါပေမဲ့ခုနတုန်းကမပါခဲ့တဲ့ပစ္စည်းတစ်ခုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့ရုံမြင့်တန်းကြားဇက်လေးတစ်လုံးပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဗျာဒီအဖြစ်အပျက်လေးကလည်းအတော်လေးထူးဆန်းတာတော့အမှန်ပါဒီကနေ့တင်ဆက်ပေးသွားမှာကလည်းနေ့စဉ်တင်ဆက်ပေးနေကြ SCP သရဲ့အကြောင်းတွေပါပဲ SCP Foundation ကလည်းထူးဆန်းတဲ့တဘာဝလုံးတရဝသစ်တွေကိုဖမ်းယူထိမ့်သိမ်းလေးလာနေကြစေပါဒီကနေ့တင်ဆက်ပေးသွားမယ့် SCP 002ဆိုတာကတော့အသက်ဝင်နေတဲ့အခန်းလို့ခေါ်ကြပါတယ်ဒီ SCP 002ဟာတတဝါရီရဲ့အသားလုံးနဲ့ဖွဲ့စည်းထားတဲ့အရာမှအသားလုံးကြီးတစ်လုံးမှာအရန်ကိုမှကြီးပြီးလုံးဝနေတာမျိုးမဟုတ်ဘဲခက်ကြမ်းဆွဲတဲ့စက်ဝိုင်းပုံစံမျိုးပါအမြင့်ကတော့15မီတာရှိပြီးအကျယ်ကတော့60ကုဗမီတာလောက်ရှိပါတယ်နောက်ပြီးသူ့ရဲ့မျက်နှာပြင်တစ်ဖက်မှာလည်းသင်္ဘောတွေမှာရေမဝင်အောင်အသုံးပြုတဲ့လက်လှည့်တဲ့တကားကြီးတစ်ခုလည်းပါဝင်ပါတယ်ဒီ SCP-002 ရဲ့အထက်ကိုဝင်သွားတဲ့သူဟာအခန်းငယ်လေးတစ်ခုကိုဖွဲ့စည်းထားတဲ့ပုံစံမျိုးတွေ့ရမှာဖြစ်ပြီးခန်းဝင်ပစ္စည်းတွေနဲ့အလှဆင်ထားတဲ့စတူဒီယိုတစ်ခုကိုလည်းတွေ့ရမှာပါ။နေရန်တစ်ဖက်မှာလည်းသေးငယ်တဲ့ပရင်းပေါက်လေးတစ်ခုတောင်ဖောက်ထားပါသေးတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီပရင်းပေါက်ကိုအပြင်ကနေမမြင်ရပါဘူး။နောက်ပြီးဒီအခန်းထဲမှာရှိတဲ့ပစ္စည်းတွေကတော့လူတိုင်းအိမ်မှာအသုံးပြုနေတဲ့ပစ္စည်းတွေဖြစ်တာကြောင့်ထူးခြားတဲ့ပစ္စည်းတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းဒါဟာတမန်သုံးသက်ချက်တာဖြစ်ပြီးပစ္စည်းတွေကိုတေချာကြည့်မယ်ဆိုရင်တော့ယုံနိုင်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့တခန်းလုံးမှာတွေ့နေရတဲ့အိမ်သုံးပစ္စည်းတွေအားလုံးကလူသားတွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေနဲ့ပြုလုပ်ထားတာကြောင့်ပါ။
ဒီတော့ဘသူတွေရဲ့ခန္ဓာကိုယ်အပိုင်းအစတွေနဲ့ဘယ်လိုမျိုးဖန်တီးသလဲဆိုတာကိုသိရအောင်လဲဒီပစ္စည်းတွေကိုဓာတ်ခွဲလေးလာကြည့်ခဲ့ပါတယ် SCP-002 အထဲမှာရှိတဲ့အိမ်သုံးပစ္စည်းအလုံးရဲ့အပိုင်းအစတွေကိုယူပြီး DNA စစ်ဆေးကြည့်တဲ့အခါမှာတော့ SCP-002 ကိုလေ့လာရင်းပျောက်ဆုံးသွားတဲ့ SCP Foundation ရဲ့သုတေသနပညာရှင်တွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်ဒီကနေ့အချိန်ထိလဲ SCP-002 အထက်ကိုဝင်သွားပြီးပြန်မထွက်တော့ပဲလုံးဝအစနာပျောက်သွားတဲ့သူတည်တည်အရေးအတွက်စုစုပေါင်း900လောက်ရှိနေပါပြီတယောက်ပျောက်သွားတိုင်းအခန်းထဲမှာပစ္စည်းအသစ်တစ်မျိုးထပ်ပြီးတိုးလာပါတယ် SCP Foundation ကို SCP-002 ရောက်မလာခင်အခန်းထဲမှာဂရင်တစ်လုံးသာရှိခဲ့ပေမဲ့အခုဆိုရင်တော့မီးအိမ်တွေကုရှင်ထိုင်ကုန်တွေစပွဲတွေရေဒီယိုတွေစာအုပ်တွေပေါ်လာတဲ့အပြင်ကလေးကစားစရာအယုတ်တွေအပါအဝင်စပွဲပေါ်မှာပန်းဟိုးတောင်အသစ်ထပ်ရောက်လာခဲ့ပါတယ်ဒီအခန်းထဲကိုလည်း SCP အယုတ်တွေထည့်ပြီးစမ်းသပ်ကြည့်တဲ့အခါမှာဘာအပြောင်းလဲမှမတွေ့ရသလိုလူသားတွေနဲ့အနည်းဆုံးတူတဲ့ချင်ပန်စီများကိုအခန်းထဲစမ်းသပ်ကြည့်ခဲ့ပေမဲ့လည်းဒီအခန်းဟာဘာတုံ့ပြန်မှုမှမတွေ့ရပါဘူးအဲ့ဒီအပြင်ဒီအခန်းထဲကိုတေပီသားလူသေးအလောင်းတွေထည့်ပြီးစမ်းမိမယ်လဲဘာထူးခြားမှုမှမပြလာပါဘူးအခန်းထဲကပစ္စည်းအသွေးဖြစ်လာဖို့အတွက်ဘယ်ရာမှမရတဲ့အသက်ရှင်နေတဲ့လူသားစင်စစ်ကိုပဲအသုံးပြုခြင်းတဲ့သဘောကိုတွေ့ရပါတယ်ဒီ SCP-002 ကိုတော့ပေါ်တူဂီနိုင်ငံမြောက်ပိုင်းတနေရာမှာတွေ့ခဲ့ကြတာဖြစ်ပြီးမိုးပေါ်ကနေအရာဝတ္ထုတစ်ခုကျလာတဲ့ဆိုတဲ့သတင်းပေးပို့မှုတွေကြောင့်တွားရောက်စုံစမ်းကြည့်ခဲ့တာဖြစ်ပါတယ်ဒီ SCP-002 ဟာကြောက်လို့မကြော်တဲ့အခွန်တစ်ခုကဖုံးအုပ်ထားပေမဲ့အကွဲတဲ့နေရာကတော့အသားလိုပဲနူးညံ့ပျော့ဤနေပါတယ်ဒီအရာကြီးကောင်းကင်ကနေကြားလာခဲ့တာကိုမြင်ခဲ့တဲ့လယ်သမားဟာလည်းသူ့ရဲ့ရွာသားတွေကိုအရင်ဆုံးပြောပြပြီးသတင်းကမျိုးတဲ့အထီကိုရောက်သွားခဲ့တာပါမကြခင်မှာတော့ SCP Foundation Agent တယောက်ကတဘာဝလွန်ချေရခန်းဆက်ကိုအချက်ပြမှုအတိုင်းလိုက်သွားခဲ့ရမှာတော့ဒီ SCP-002 ကိုတွေ့သွားခဲ့ပြီးထူးဆန်းတဲ့အဲ့ဒီအလုံးကြီးဟာဘာမှမသိရသေးတာကြောင့်လူတွေအတွက်အန္တရာယ်မဖြစ်အောင်စစ်တပ်ကတာဝန်ယူစောင့်ကြည့်ပေးခဲ့ရပါတယ်ဒါပေမဲ့ဒီအရာကြီးကိုတိတ်ပြီးဆက်စုကျင်ကြတဲ့ရွာသား3ယောက်ကတော့ SCP-002 အထက်ကိုဝင်သွားပြီးတခါတည်းပျောက်ကွယ်သွားခဲ့ကြပါတယ်။ထူးဆန်းစွာပျောက်သွားခဲ့တာကြောင့်ဒါဟာတာမန်အလုံးကြီးမဟုတ်ဘူးဆိုတာသဘောပေါက်ပြီး SCP-002 ကိုအဲ့ဒီ data မှာမထိမ့်သိမ့်တော့ပဲ SCP Foundation ကိုပဲလွှဲအပ်ခဲ့တာကြောင့်ဒီလိုနဲ့ဒီအရာကြီးဟာ Foundation ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီး Foundation ကိုတည်လာတဲ့လမ်းတစ်လျှောက်မှာလည်း Foundation ရဲ့လုံခြုံရေးတပ်သား4ယောက်ဟာ SCP-002 ရဲ့အထက်ကိုဝင်ခြေစိတ်တွေတဖွာဖွာပေါ်လာတာကြောင့်အထက်ကိုဝင်မိပြီးတခါတည်းပျောက်ကွယ်သွားခဲ့ပါသေးတယ်။ဒါကြောင့် SCP-002 ဟာလူတွေရဲ့စိတ်ကိုညှို့ယူနိုင်စွမ်းရှိရဲဆိုတာကိုလည်းသိလိုက်ကြရပါတယ်။ဒီလိုမျိုးလူတွေဟာသူ့ရဲ့အထက်မှာပျောက်ကွယ်သွားပြီးနောက်ပိုင်းမှာလည်းဗလာဟင်းလင်းကြီးဖြစ်နေတဲ့အခါမှာပရီဘောကပစ္စည်းတွေတစ်ခုပြီးတစ်ခုအလှလှပေါ်လာပါတော့တယ်။ဒီလိုမျိုးလူတွေပျောက်သွားတတ်တာကြောင့် SCP-002 ကိုလေးလာမဲ့သူတွေကိုအထူးဝတ်စုံဝတ်ဖို့စီကံချမှတ်ထားပါတယ်။ပေါ်တူဂီစစ်တပ်ကတော့ SCP-002 ကိုဆက်ပြီးမထိန်းသိမ်းနိုင်တော့တာကြောင့် SCP Foundation လက်ထဲကိုလုံးဝလွှဲပြောင်းပေးခဲ့ပါတယ်။ SCP-002 ရဲ့အနီးနားကိုရောက်သွားတဲ့သူတိုင်းဟာစိတ်ကိုညှို့ပြီးပို့ပြီးစိတ်ဝင်စားစေလာတာကြောင့်ဘာထက်လောက်တတ်တယ်လဲဆိုတာခံမှန်းဖို့အတွက် SCP-002 ကိုမှန်းဆရခတ်တဲ့ Euclid အုပ်စုဝင်မှာလည်းထည့်သွင်းလို့ထားပါတယ်။နောက်ထပ် SCP-002 ရဲ့ထူးခြားမှုတစ်ခုကတော့သူ့ကိုလျှက်စစ်အားတွေအမြဲတမ်းထောက်ပံ့ပေးထားရတာပဲဖြစ်ပါတယ်။တခါတလေမီးပြတ်သွားတဲ့အချိန်ဒီမှာဆိုရင်သူ့ကိုထိန်းသိမ်းထားတဲ့အဆောင်ကိုလုံဝတော့ပိတ်လိုက်ပြီးအဲ့ဒီနေရာပတ်ဝန်းကျင်မှာအဆောင်တွေဟာမီးပြန်လာတဲ့အထိခဏရှောင်နေကြရပါတယ်။ဘာကြောင့်လဲဆိုတော့မီးပြတ်သွားတဲ့အချိန်ဟာဆိုရင်သူ့အထက်ကနေထူးဆန်းတဲ့အကြောင်းတွေထွက်လာတဲ့ပြီးမီးပြန်လာတဲ့အထိလင်းနေတတ်ပါတယ်။ဒါကြောင့်ဒီ SCP-002 ကိုလေးလာနေတဲ့ပညာရှင်တွေဟာသူနဲ့မီတာ20အကြားမှာရှိနေကြရတာပဲဖြစ်ပါတယ်။နောက်ပြီးတခါတလေမီးပြတ်တဲ့အချိန်တွေမှာဆိုရင်အခန်းထဲကိုဝင်လာတဲ့လူ2ယောက်အနည်းဆုံးဖြစ်မှရပါမယ်။အဲ့ဒီအပြင်ကိုမသိလိုက်ခင်ပဲကိုယ့်ရဲ့အဖော်ပြောင်းမသွားအောင်တယောက်နဲ့တယောက်လဲလက်ချင်းတွဲထားကြရပါတယ်။ဒီ SCP-002 ရဲ့အခန်းကိုသူတည်တနာအတွေ့အကြုံ level 3အောက်မှာဆိုရင်တော့ခွင့်မပြုပါဘူး။တခြားဝန်ထမ်းတွေ002ကိုလေးလာကြည့်ကျင်နေဆိုရင်တော့သူနဲ့အနည်းဆုံး9မီတာအကွာမှာပဲကြီးခွင့်ပြုထားပါတယ်။နောက်ပြီးဒီ SCP-002 ကိုကြည့်ရှုပြီးသွားပြီဆိုရင်လည်း82နာရီကြာတဲ့အထိစောင့်ကြည့်လူနာအခန်းမှာနေရပါတယ်။အဲ့ဒါမှလည်းသူ့ရဲ့စိတ်အခြေအနေတွေပုံမှန်တိုင်းဖြစ်နေသလားဆိုတာကိုစစ်ဆေးသိရှိနိုင်မှာပါ။ဒီကနေ့အချိန်ထိတော့ SCP-002 နဲ့ပတ်သက်ပြီးဂဂနနာသိရတဲ့အချက်အလက်တွေသိပြီးမရှိသေးပဲအကြမ်းမြင့်သဘောလောက်သာသိရှိနိုင်ပါသေးတယ်။ဘလို့ပဲဖြစ်ဖြစ်တနေ့မှာတော့ဒီ SCP-002 ဟာဘလို့အရာမျိုးလဲဘလို့ကြောင့်ကမ္ဘာမြေပေါ်ကိုရောက်လာတယ်လဲဆိုတာကျွန်တော်တို့တွေတီကောင်းသိနိုင်မယ်လို့မျှော်လင့်နေကြပါတယ်။ SCP-002 ဟာကမ္ဘာအပြင်ဘက်မှာရှိမနေနိုင်တော့လို့သူသဘောဆန္ဒအလျောက်ရောက်လာခဲ့တာလားတကယ်အကောင်ကသူ့ကိုဆက်လက်ထိန်းသိမ်းထားပြီးစောင့်ကြည့်တင်နေသလားဒါမှမဟုတ်လဲတခြားနေရာပို့ရင်ကောင်းမလားဆိုတာနဲ့ပတ်သက်ပြီးပရိသတ်တို့အနေနဲ့လည်းအကြံဉာဏ်ကောင်းလေးတွေရှိခဲ့မယ်ဆိုရင် comment မှာပါဝင်ဆွေးနွေးပြသွားဖို့တောင်းဆိုရင်ဒီကနေ့စီစဉ်လေးကိုတော့ကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်